ဝေးချမယ်ဆိုပြီးတော့ထမင်းတွေဖြတ်နေတော့မယ်လားအဲ့လောက်ထိမလိုပါဘူးထမင်းစားတဲ့ပုံစံကိုသာပြောင်းလဲကြည့်ပါပါ just ဖြစ်ပါတယ်ကျွန်တော်မြန်မာလူမျိုးတွေနဲ့ထမင်းဆိုတာခွဲခြားလို့မရပါဘူးတကယ်တော့ထမင်းကရန်သူမဟုတ်ပါဘူးပြဿနာကထမင်းကိုဘလောက်နဲ့ဘလို့စားရဲဆိုတဲ့ပုံစံပေါ်မှာပဲမူတည်တာပါကျွန်တော်ထမင်းဖြူကစင်ဘဲကာဗိုဟိုက်ဒရိတ်မျိုးစားဖြစ်လို့စားလိုက်တဲ့အခါသူရင်းတခြားတဲ့ blood sugar ကိုမြင့်မြတ်စံတက်စေပါတယ်အဲ့ဒီခါခန္ဓာကိုယ်အင်ဆူလင်ဟော်မုန်းတွေအများကြီးထုတ်ရပြီးတော့ပိုရှန်နဲ့စွမ်းရည်တွေတော့အဆီအဖြစ်နဲ့သိမ်းဆီးဖို့လွယ်သွားစေပါတယ်ဆိုတော့သူရင်းတခြားတဲ့ blood sugar ကိုဖြည်းဖြည်းပဲတက်ဖို့နဲ့ဗိုက်ဆာရာကိုထိန်းချုပ်ဖို့အတွက်ကျွန်တော်နည်းနည်းလေးတွေ share လုပ်ပေးသွားပါမယ်အဲ့တော့ကျွန်တော်တို့ထမင်းစားတဲ့ပုံစံလေးကိုနည်းနည်းလေးပြောင်းစားကြည့်အောင်နံပါတ်1အသီးရွက် fiber တွေနဲ့အသားငါဥ protein ပါတာတွေကိုရင်စားပါအသီးရွက်တွေမှာပါဝင်တဲ့အမြင်ဓာတ်တွေကတခြားတဲ့ဆုပ်ယူမှုကိုနှေးကွေးစေပြီးတော့ insulin အဆမတန်တက်ခြင်းကိုတားဆီးပေးပါတယ်နံပါတ်2ချက်ကကျွန်တော်ထမင်းပကံကို၄ပုံပုံလိုက်ပါကျွန်တော်တို့၄ပုံရဲ့2ပုံမှာအရွက်ကြော်တွေအသီးရွက်တွေကိုထည့်ပါကျန်တဲ့တစ်ပုံမှာကျွန်တော်တို့အသားငါဥတစ်ခုခုထည့်လို့ရပါတယ်နောက်ဆုံးတစ်ပုံကိုတော့ကျွန်တော်တို့ထမင်းထည့်ပါဒီလိုပြင်ဆင်တာကကျွန်တော်တို့ calorie ကို short ချပေးရုံသာမကဘဲနဲ့ file လေးပြပါတယ်ကျွန်တော်ရဲ့ client တော်တော်များများကိုလည်းလမ်းညွှန်ပေးလေးရှိတဲ့ပုံစံဖြစ်ပါတယ်နံပါတ်3ချက်ကတော့ဖြည်းဖြည်းချင်းဝါစားတာပါကျွန်တော်တို့ byte ပြပြီဆိုတဲ့အချက်ပြချက်ကိုအုံနောက်စီရောက်ဖို့ကျွန်တော်တို့မိနစ်20လောက်ကြာပါတယ်ထမင်းကိုမြင်မြန်စားတတ်တဲ့အချင်းကကျွန်တော်တို့လိုအပ်တာတဲ့ပို့ပြီးတော့စားမိစေပါတယ်အဲဒါကြောင့်အစာကိုဖြည်းဖြည်းချင်းကြီးညက်အောင်ဝါစားကြည့်ပါဒီနေ့ဗီဒီယိုဒီလောက်ပါပဲအဆုံးလေးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Okay သိချင်တာတစ်ခုရှိခဲ့လို့ရှိရင်ကျွန်တော် comment ရေးခဲ့ပေးပါဒါမှမဟုတ်ကျွန်တော်ရဲ့ chat box ကိုလည်းလာရောက်ဆွေးနွေးလို့ရပါတယ် follow မလုပ်ရသေးရင် follow လုပ်ပေးခဲ့ပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်